အကုသိုလ်ရပါအကုသိုလ်လုပ်တယ်ဆိုတာတချို့ကငါအကုသိုလ်မရှိဘူးလို့ဒီလိုပြောကောင်းပြောလိုက်အကုသိုလ်ဖြစ်တယ်ဆိုတဲ့ဟာမှာသူကကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတဲ့တူတူပဲအဲ့လေးခုကိုယ်တိုင်တတ်တာသူများကိုတတ်ခိုင်းတာအော်ရာပေးတာနော်အသားတွေအော်ရာပေးတယ်ဒါဗနပိတ်တာဆိုအော်ရာပေးမယ်ကိုယ့်ကိုယ်ဈေးမှာတတ်ပြီးသားဝယ်တာအကြောင်းကိစ္စမဟုတ်ဘူးအော်ရာပေးရင်ဒါမလွတ်ဘူးနော်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ချီးမွမ်းတာတိုက်ရိုက်ချီးမွမ်းတာလည်းပါမှာပေါ့ဝက်ပေါ်တာကိုပဲသဘောကျပြီးတော့အသားပေါ်တာကိုပဲသဘောကျပြီးချီးမွမ်းစိတ်တူတယ်ဘာမှတော့မပြောစိတ်ကတော့သဘောကျတူတယ်သဘောတူတယ်အဲ့ဒီပုဂ္ဂိုလ်၄ဦးစလုံးဟာအကုသိုလ်ဖြစ်တာတူတူပဲဒါကဘုရားဘာသာကျမ်းစာတွေမှာဆိုတဲ့